ဒီတစ်ခါကျွန်တော် tutorial လုပ်ပေးခြင်းတဲ့တခြင်းကလွန်တီးခေါင်ဆိုတဲ့တခြင်းကိုလုပ်ပေးခြင်းပါတယ်ဆရာချက်ဆန်းမောင်ကဒီ melody ကိုရေးပြီးတော့ကို KED ကစာသားထည့်ထားတယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတာကကြတော့ကျွန်တော်ဆရာချက်ဆန်းမောင်ကိုကူလေးပြီးတော့ဆိုထားတယ်เนาะ okay ဆိုတော့ကျွန်တော်ကြည့်ရအောင်เนาะဒီတခြင်းက A major နဲ့တီးတယ်ဆိုတော့ A major ပေါ့နော်ပြီးတော့3-4 time ပါเนาะ3-4 times so 1-2-3 1-2-3အဲ့လိုလေးသွားမှာเนาะOkay စကြည့်အောင်เนาะဆိုတော့ဒီရနဲ့စမယ်ပေါ့เนาะဆိုတော့ဒီတခြင်းရဲ့ notes လေးကိုလည်းကျွန်တော် comment section မှာထည့်ထားပေးမယ်เนาะ Okay စကြည့်အောင်เนาะကျွန်တော်ဖြည်းဖြည်းလေးပဲတီးပြမယ်เนาะဆိုတော့ပထမဆုံးဟုတ်ပြီအဲ့ဒါကိုပဲအရင်ပြန်ရအောင်တီးကြည့်အောင်เนาะဟုတ်ပြီအဲ့ဒါပြီးရင်6 flat ပေါ့နော်ကျွန်တော်16 note triplet ပေါ့နော်ဟုတ်ပြီနော်ဒီကြည့်လာမယ်ပြီးရင်အဲ့လိုမျိုးဖြစ်မယ်နော်ဒီကြည့်က16 note triplet ပေါ့နော်ဆိုတော့ဒီမှာပြီးရင်ဆိုတော့ဒီကောင်ကနှီးတော့ဒီကောင်ကကျတော့အိမ်လုံးဖြစ်သွားမှာနော်နှုတ်ဆမ်းမအောင်နည်းနည်းပူရှင်းမယ်နော်ဆိုတော့ရမယ်နော်ဆိုတော့မြန်လိုက်ရင်ရမယ်နော်ဟုတ်ပြီနော်ဆိုတော့ဒီကောင်ရောက်သွားရင်ကျတော့နောက်တစ်ပါးလေးကိုရောက်သွားရင်နော်ဟုတ်ပြီနော်ပြီးရင်ဆိုတော့ဟုတ်ပြီနော်ပြီးနောက်တစ်ပါးဆက်သွားအောင်နော်ဒါပဲနော်လွယ်လွယ်လေးပဲဟုတ်ပြီပြီးရင်ကြတော့အဲ့နားလေးကနည်းနည်းလေး fingering ခတ်တယ်နော်ဂီတာမှာတော့လွယ်လိမ့်မယ်ဒီ piano မှာကျတော့နည်းနည်းလေးသွားခတ်တယ်နော်ကျွန်တော်1 beat ရဲ့သူကဟိုဟာနားတာပေါ့နော်4ပုံပုံရင်3ပုံနားတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေနော်အဲ့လိုမျိုးလေးရပါနော်ဘယ်နဲ့တွဲတည်ရင်တော့ပို့ပြီးတော့လွယ်နော်တစ်လုံးနဲ့ကြောက်နည်းနည်းလေးပို့ပြီးတော့ခတ်မယ်နော်ဆိုတော့ဘယ်နဲ့တွဲတည်ကြည့်အောင်နော်ဟုတ်ပြီနော်အဲ့ဒါပြီးရင်တော့အောက်ကိုပြန်ဆင်းလာတယ်ဆိုတော့အဲ့လိုဖြစ်မယ်နော်ဆိုတော့ပြန်တီးကြည့်မယ်ရပါနော်ဆိုတော့ရောက်တဲ့နေရာထိကျွန်တော်တို့ပြန်ပြီးတော့တီးကြည့်အောင်နော်နော်အဲ့နေရာထိရောက်သွားပြီနော်โอเคဆက်သွားအောင်နော်ဆိုတော့ကျွန်တော်ပထမကဒီရဲ့ပုံစံတိုင်းလေးပဲနော်ဒီအထိပဲနော်ကျွန်တော်ပထမတော့ကကြာဒီလိုမျိုးနေနော်အဲ့လိုမျိုးနော်ဒါပေမဲ့ဒီတစ်ခေါက်ကကြာနည်းနည်းလေးပြောင်းသွားပြီနော်ပြီးရင်ဒီ chord လာပါနော်ဒီကောင်ရဲ့ဒါ image chord ပါပဲဆိုတော့ဒီကောင်နဲ့ဒီကောင်နဲ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က staccato လေးနဲ့တီးမယ်။ဘာကြောင့်လဲဆိုတော့ guitar မှာကျတော့သူက mute လေးနဲ့တီးထားတာကို mute နဲ့ဆိုတော့ literally staccato နဲ့သွားဆင်တာပေါ့နော်။အဲ့လိုမျိုးဆိုတော့အဲ့လိုဖြစ်မှာနော်။legato လည်းတီးချင်ရင်တော့တီးလို့ရပါတယ်နော်။ဒါပေမဲ့ staccato လေးနဲ့ဆိုပုံမိုက်တယ်နော်။အဲ့ဒါပြီးရင်ကျွန်တော်တို့အရှိမတီးခဲ့တဲ့အတိုင်းပဲပြီးရင်ဒီမှာကျတော့နည်းနည်းလေးတစ်မျိုးလေးဖြစ်မယ်နော်ဆိုတော့ဟုတ်ပြီနော်ပြီးရင်ဒီနဲ့ရမယ်နော်ပြီးရင်ဆိုတော့ဒီ
ဒီမှာလည်းအရှိမာက6 flat ပဲเนาะ16 note triplet ပဲเนาะဆိုတော့ပြီးရင် scale ပဲเนาะဟုတ်ပြီနော်ရပါနော်ဆိုတော့ A ကိုကျွန်တော်တို့ကဟိုပါဘောနော်ဆိုတော့တဝက်ကနေဖြတ်တည်ရအောင်နော်ဆိုတော့ဟိုပါဖြစ်မှာပေါ့ဒါ Lydian scale ပေါ့နော် Lydian scale ပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဒီလိုလေးဖြစ်သွားမှာနော်ပြီးရင် tremolo နော် octave tremolo နော် octave ကိုဒီလို tremolo မဟုတ်နော်အဲ့လိုဒီမှာနော်ဆိုတော့အဲ့လိုဖြစ်သွားမှာနော်ရပါနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထိတ်ကနေပြန်ပြီးတော့တီးကြည့်ရအောင်နော်ဆိုတော့ဖြည်းဖြည်းလေးပဲတီးကြည့်မယ်နော်ဒါပဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလေ့ကျင့်ကြည့်ပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်